Hello zusammen, guten Abend. ဒီနေ့တို့ရဲ့ဒီဂျာမန်စာအခြေခံပညာဒါနလေးကကြတော့ဒီနေ့ဆိုရင်အပိုင်း9နောက်ဆုံးပိုင်းအောင်ရောက်ရှိလာပြီပေါ့နော်အဲ့တော့ဒီနေ့တို့ရဲ့ဒီအပိုင်း9နောက်ဆုံးအပိုင်းမှာဆိုရင်တို့ကဘာကိုလေ့လာကြမှာလဲဆိုတော့ဂျာမန်လို့ကိုမိတ်ဆက်ချင်တယ်ဆိုရင်ဘယ်လိုမျိုးမိတ်ဆက်ရမလဲကိုမွေးနေ့ကိုဂျာမန်လို့ပြောချင်တယ်ဆိုရင်ရောဘယ်လိုမျိုးပြောရမလဲဆိုရင်စာကြောင်းလေးတွေကိုစပြီးတော့လေ့လာကြမယ်ဒီမှာစပြီးကြည့်လိုက်ကြမယ်အဲ့တော့ဒီမှာချက်ရေးပေးထားတယ် English မှာလို့ hello လို့ပြောချင်ဂျာမန်လိုကဘာနဲ့ပြောရမလဲ hello လို့ပြောရမယ် hello အဲ့တော့ hello ကじゃ English က hello ဆိုတဲ့ဟာမျိုးပြောတာမျိုးပဲပေါ့နော်အဲ့ဘေးကအစိမ်းလေးနဲ့ရေးပေးထားတဲ့ဟာလေးတွေကဘာလေးလဲဆိုရင်ဒီချက်အတန်ထွက်တွေကိုရေးပေးထားတာပေါ့နောက်တစ်ခုက good afternoon ဒါမှမဟုတ် good day ကောင်းသောနေ့လည်ခင်းပါကောင်းသောနေ့ပါဆိုပြီးဂျာမန်လိုပြောချင်ရင်ကြတော့ guten tag ဆိုပြီးတော့ပြောရမယ်ပေါ့နော်အဲ့တော့ guten tag ကကြောင့်ကောင်းသောနေ့လည်ခင်းပါကောင်းသောနေ့ပါဆိုတဲ့ good afternoon ဒါမှမဟုတ်ရင် good day ဆိုတဲ့ဟာကိုပြောချင်တာပဲပေါ့နောက်တစ်ခုကကြတော့ my name is အဲ့တော့ my name is ကငါနာမည်ကတော့ဆိုပြီးဂျာမန်လိုပြောချင်တဲ့အခါမှာဆိုရင် my နာမည်လို့ထွက်ရမယ်အဲ့တော့ဒီချက်တို့ name ကကြတော့ English ကလို့ပုံစံမဲ့စာလုံးပေါင်းကဒါပေမဲ့အသက်ထွက်တဲ့အခါမှာဆိုရင်တော့ English နဲ့တူလားမတူဘူးဂျာမန်လိုထွက်တဲ့အခါမှာ vowel လေးကနှလုံးဖြစ်တဲ့အတွက်နှစ်တန်ထွက်ရတယ်ဒါကြောင့်မို့လို့နာမည်အဲ့တော့ my နာမည် is အဲ့တော့ is ကကြ English ကလိုမျိုးပဲရေးတယ်အတန်ထွက်က English နဲ့အတူတူပဲတတိထားပေးရမယ်အချက်တစ်ခုကကြတော့ဂျာမန်မှာ is ကိုပြောတဲ့အခါမှာနောက်မှာ t လေးပါတယ်ဆိုတော့တတိထားပေးရမယ်အဲ့ t ကကြအမြဲမေးချင်ခဲ့တတ်တယ်ပေါ့နော်အဲ့တော့ဂျာမန်မှာပြောတဲ့အခါမှာအနောက်မှာ t လေးပါတယ်ဆိုတဲ့ဟာကိုတတိထားပေးရမယ်my name is ဆိုရင်ငါနာမည်ကတော့ဆိုတဲ့ဟာမျိုးပြောချင်တာပဲအဲ့တော့ဒီရှောစာကနေပြန်ကြည့်မယ်ဆိုရင် hello guten tag my name is ဆိုပြီးတော့ပြောလို့ရတယ်။အဲ့တော့ဒီနေရာမှာ guten tag မဟုတ်ဘဲနဲ့ဒီရှယ်ကိုရှေ့မှာလေ့လာခဲ့တဲ့ guten morgen တို့guten abend တို့ပြောချင်ရင်လည်းရတယ်ပေါ့နော်။နောက်တစ်ခုကကျတော့ guten tag ဆိုတဲ့ဟာလေးကကျတော့ဒီရှယ်ကိုဂျာမန်မှာကောင်းသောနေ့လည်ခင်းပါဆိုရင်လည်း guten tag ပဲ။နောက်ကောင်းသောနေ့ပါဆိုရင် good day လို့ပြောချင်ရင်လည်း guten tag ပဲပြောရတယ်။အဲ့ဒါကြောင့်မို့ guten tag တနေ့လုံးပြောချင်တယ်ဆိုရင်လည်းပြောလို့ရတယ်ပေါ့နော်။အဲ့လိုမျိုးမဟုတ်ဘဲနဲ့ကိုယ်အချိန်လိုက်ပိုင်းခြားပြီးပြောချင်တယ်ဆိုရင်နော်မနေ့ဆိုရင် guten morgen နေ့လည်ဆိုရင် guten tag ညနေဆိုရင် guten abend ဆိုပြီးတော့ဒီရှယ်တို့ပြောလို့ရတယ်အဲ့တော့အတန်ထွက်ကိုပြန်ကြည့်မယ် hello guten tag my name is ဆိုပြီးတော့ဒီရှယ်တို့နောက်မှာကိုနာမည်ကိုထည့်ပေးလိုက်ရုံပဲပေါ့အဲ့တော့ English မှာ e နဲ့ပေါင်းတာကိုဂျာမန်မှာဘာနဲ့ပေါင်းတာလဲ a လေးနဲ့ပေါင်းတယ်စာလုံးပေါင်းလေးကအဲ့ဒါပဲအများကြီးမကွာခြားသွားဘူးပေါ့နော်အတန်ထွက်ဒုတိယတစ်ခါပြန်ကြည့်မယ် Hello guten tag my name is ဆိုပြီးတော့ဒီရှယ်တို့ပြောရမယ်ဒီအားကြတော့ဘာလဲဆိုရင်ကိုဂျာမန်လို့ဘယ်လိုမျိုးမိတ်ဆက်ရမလဲဆိုတဲ့ဟာလေးပေါ့အခုနောက်တစ်ခုကကြာဒီရှယ်ကိုဘာကိုကြည့်မလဲဆိုရင်ဂျာမန်လို့ကိုမွေးနေ့ကိုပြောချင်တယ်ဆိုရင်ရောဘယ်လိုမျိုးပြောရမလဲဒီမှာကြည့်ကြမယ်အဲ့တော့မွေးနေ့ဆိုတဲ့ဟာကိုဂျာမန်လို့ကဘယ်လိုပြောရမလဲ Geburtstag Geburtstag vowel ဘယ်နှလုံးပါလဲ vowel a လေးရယ် u လေးရယ် r လေးရယ်သုံးလုံးပါတော့မို့30ထွက်ပေးရတယ်အဲ့ဒါကြောင့်မို့လို့ Geburtstag လို့ဖြစ်သွားတယ်အဲ့တော့ Geburtstag ကကြတော့ birthday မွေးနေ့ဆိုတဲ့ဟာကိုပြောချင်တာအဲ့တော့ဒီရှယ် English မှာဆိုရင်မွေးနေ့ကိုပြောတဲ့အခါမှာ I was born လို့ပြောသလိုမျိုးပဲဒီရှယ်ဂျာမန်မှာလည်းမွေးနေ့ကိုပြောတဲ့အခါမှာ I was born ဆိုရင် I ကကြောင့်ရှေ့မှာဒီရှယ်ကိုပြောခဲ့ပြီးသားဘယ်လိုပြောရလဲ ich လို့ပြောရတယ် was born ဆိုတဲ့ဟာကိုဂျာမန်လိုပြောချင်ရင်ကြတော့ bin geboren ဆိုတဲ့ဟာလေးနဲ့ပြောရမယ်English မှာ was နဲ့ born နဲ့ပေါင်းရေးတာဘာဖြစ်လို့ဂျာမန်မှာခွဲရေးထားရတာလဲဆိုတော့ဒီရှောင်းဂျာမန်မှာကကြတော့ verb ကအမြဲတမ်းဒုတိယနေရာ second place မှာပဲနေပေးရတယ်နောက်တစ်ခုကဒုတိယနေရာမှာနေပေးရတယ်ဆိုတာ verb ကတစ်လုံးပဲနေလို့ရတာတကယ်တစ်လုံးထပ်ပုံနေရနှလုံးသုံးလုံးဖြစ်နေတယ်ဆိုရင်တခြားစကားလုံးတွေအကုန်လုံးကဘယ်မှာသွားရေးပေးရမှာလဲဒီ share ကနောက်ဆုံးမှာပဲသွားရေးပေးရမှာအဲ့တော့ဘယ်လိုမှတ်ထားရမှာလဲဆိုရင်ဂျာမန်မှာက verb ကိုရေးတဲ့အခါမှာအမြဲတမ်းဒုတိယနေရာမှာပဲရေးပေးလို့ရတယ်အဲဒုတိယ
ဘေးကနေရာမှာတစ်လုံးမရေးလို့ရဖြစ်တဲ့အတွက်တစ်လုံးထက်ပိုလဲဆိုရင်အဲ့စကလုံးနဲ့အကုန်လုံးကနောက်ဆုံးကိုရောက်သွားရတယ်ဆိုတဲ့ဟာလေးကိုမှတ်ထားပေးရမယ်ပေါ့နော်အဲ့ဒါကြောင့်မို့လို့ being Deborah ဆိုရင် Westbourne ဆိုတဲ့ဟာကိုပြောချင်တာပဲဒီမှာဆိုရင် vowel ဘယ်နှလုံးပါလဲ vowel 3လုံးပါမို့ဒီလို3တဲ့အဲ့ဒါကြောင့် Deborah ဆိုပြီးတော့ဖြစ်သွားတယ်each being geboren ဆိုရင် I was born ဆိုတဲ့ဟာမျိုးပြောချင်တာပဲနောက်တစ်ခုကဂျာမန်မှာဆိုရင်ဒီလိုပြောတဲ့အခါမှာနေ့ရက်တွေဆိုရင်ဘာနဲ့ပြောလဲ preposition only နဲ့အမြဲတမ်းပြောတယ်အော်ဒီလိုဂျာမန်မှာ preposition only ကိုပြောတဲ့အခါမှာ rmm ဆိုတဲ့ဟာလေးနဲ့ပြောလို့ရတယ်ပေါ့နော် m ဒီ m ဆိုတာဘာလေးနဲ့ဘာကိုပေါင်းရေးထားတာလဲ ending ဆိုတဲ့ဟာကိုပေါင်းရေးထားတာအဲ့တော့ ending လို့လည်းပြောလို့ရတယ်လို့ဒါမှမဟုတ်လဲဒီလိုက m ဆိုပြီးတော့ပဲလေပြောလို့ရတယ်ပေါ့နော်အဲ့တော့ on ဆိုတဲ့ဟာလေးကိုဂျာမန်မှာပြောချင်တဲ့အခါမှာ ending လို့လည်းပြောလို့ရတယ်ဒါဖြန့်ရေးထားတာသူ့ကိုပေါင်းရေးထားတာဆိုရင် m ဆိုပြီးတော့လည်းပြောလို့ရတယ်ပေါ့နော်အဲ့တော့ I was born ဆိုရင် ich bin geboren နဲ့ပြောရမယ် on ဆိုတဲ့ဟာလေးကို m နဲ့ပြောပြရမယ်အဲ့ဒီချက်ရက်ကိုမကြည့်ခင်မှာအရင်ဆုံးလနဲ့ခုနှစ်ကိုကြည့်မယ်လကြောင့်ဒီချက်ကိုရှေ့ကအပိုင်း6မှာတော့တင်ခဲ့တယ်ဒါအောင်ထွက်ရင်ဘယ်လိုထွက်ရမှာလဲ November ဆိုပြီးတော့ဒီချက်ကိုထွက်ပေးရမယ်နောက်တစ်ခု20022002ဆိုတဲ့ဟာကလည်းဒီချက်တို့နံပါတ်4လုံးခုနှစ်တွေတင်တော့နံပါတ်တွေတင်နေတော့အဲ့အပိုင်း9မှာတော့ဘာဖြစ်သွားလဲပါသွားတယ်ပေါ့နော်2002ဆိုရင်အဲ့တော့ဘယ်လိုမျိုးပြောရမလဲလို့ဒီချက်ပြောခဲ့လဲဒီ2002ကိုကြောင်ထွက်တဲ့အခါမှာပုံမှန်အတိုင်းပဲအတန်ထွက်တဲ့အတိုင်းပဲထွက်ရမှာဖြစ်တဲ့အတွက်နှစ်ဆိုတော့စပိုင်းထောင်ဆိုတော့1000စပိုင်း1000စပိုင်း2002ဆိုတဲ့ဟာကိုပြောချင်တာပဲအဲ့တော့ဒီချက်ပြောခဲ့တယ်နံပါတ်ဒီမှာဆိုရင်ဒီချက်တို့ကတခြားရိုးရိုးနံပါတ်တွေဆိုရင်၄လုံးမြင်နှလုံးဖြတ်ပြီးတော့ဂျားထဲမှာဟွန်တာထည့်ပြီးပြောလို့ရတယ်ဒါပေမဲ့ဒီလိုမျိုးအရှိမှာပေါ့နော်10 1098တို့အဲ့လိုဟာမျိုးတွေပေါ့နော်10 20 30 40 50 60 80ပေါ့အဲ့လိုဟာဖြစ်နေတဲ့အခါမှာဆိုရင်တော့အတန်ထွက်တဲ့အတိုင်းပဲပြောပေးရမယ်လုံးဝဒီလိုရှေ့မှာပြောခဲ့လေးလုံးမြင်နှလုံးဖြတ်အဲ့လိုပုံစံနဲ့ပြောလို့မရဘူးဆိုအောင်မှတ်ထားပေးရမယ်အဲ့ဒါကြောင့်ဒါဆိုရင်ဘယ်လိုပြောရလဲစပိုင်း1000စပိုင်းလို့ပဲပြောပေးရမယ်အဲ့တော့စပိုင်း1000စပိုင်းကကျတော့ဘာပြောရလဲ2002ဆိုတဲ့ဟာကိုပြောချင်တာနေ့ရက်ကိုပြောတော့မယ်။25ဆိုရင်ဒီရှယ်ကိုရှေ့မှာနံပါတ်တင်တော့ပြောခဲ့25ဆိုတာဘာလဲ25ရဲ့ပေါင်းတာဖြစ်တဲ့အတွက်ဂျာမန်လိုဆိုရင်5ကဘယ်လိုထွက်ရတာလဲ font flow ထွက်ရတယ်20ရကြတော့ဘာလဲ Spanish အဲ့ဒါကိုဂျာထဲမှာ UND only နဲ့ဆက်ထားတာ UND on ကကြောင့် English ကဘာကိုပဲပြောတာလဲ ANDN ဆိုရင်အဓိပ္ပာယ်နဲ့အတူတူပဲ။အမေဂျာမန်မှာနံပါတ်တွေရေးတဲ့အခါမှာအမြဲနောက်ကနေပဲဖြောင်းပြန်ရေးရဖြစ်တဲ့အတွက်5ကိုအရင်ရေးထားရင်ပြီးတော့မှ20ကိုရေးရတာပေါ့နော်အဲ့တော့ fourth on Spanish ဆိုရင်25ဆိုတဲ့ဟာကိုပြောချင်တာအဲ့တော့ English မှာနေ့ရက်တွေရေးတဲ့အခါမှာဆိုရင်ဒီလိုနံပါတ်ပုံမှာဘာလေးတင်ရေးတာပါလဲ TH လေးတို့ ST လေးတို့ RD တို့ ND တို့တင်ရေးတာလေးတွေပါတယ်ပေါ့နော်အဲ့ဒီလိုဂျာမန်မှာဆိုရင်ရောအဲ့လိုတင်မရေးရဘူးလားအဲ့ဆိုတော့ဒီလိုဂျာမန်မှာじゃဘာလို့ရလဲဆိုရင်နံပါတ်တွေအပေါ်မှာအဲ့လို TH တို့ RD တို့ ST တို့တင်ရေးစရာမလိုဘူးဒါပေမဲ့ဘာလို့ရလဲဆိုရင်အဲ့လိုနေ့ရက်တွေဘာရေးတော့မယ်ဆိုရင်နံပါတ်ကအနောက်မှာအဆက်လေးတစ်ဆက်ချပေးရတယ်အဲ့အဆက်လေးတစ်ဆက်ချတာက English မှာအပေါ်မှာတင်ရေးတဲ့ TH တွေ RD တွေ SD တွေနဲ့အသေးပဲအတူတူပဲပေါ့နော်အဲ့တော့ဒီရှောင်း English မှာဆိုလဲဒီလိုမျိုးနံပါတ်အပေါ်မှာ TH ကိုတင်ရေးရဖြစ်တဲ့အတွက်ဒါအောင်ထွက်တဲ့အခါမှာ25လို့ထွက်လို့ရသေးလားမရတော့ဘယ်လိုထွက်ပေးရလဲ25လို့ထွက်ပေးရတယ်လို့မျိုးပဲဒီရှောင်းဂျာမန်မှာဆိုရင်လဲ25ဆိုတဲ့အနောက်မှာဒီလိုအဆက်လေးချရေးလိုက်တာဖြစ်တဲ့အတွက် for Spanish ပဲထွက်မရတော့ဘူးဘာလို့ပေးရလဲဆိုရင်နံပါတ်1ကနေ19ထိဆိုရင်အနောက်မှာ TN လေးပေါင်းထွက်ပေးရမယ်20ကနေစပြီးတော့နောက်ပိုင်းကျတော့ဘာပေါင်းထွက်ပေးရမှာလဲ STAN လေးကိုပေါင်းပြီးတော့ဒီရှယ်ကိုထွက်ပေးရမယ်အဲ့ဒါကြောင့်မို့ဒီမှာ25ဆိုတော့ဘာဖြစ်သွားလဲအနောက်မှာ STAN လေးပေါင်းပြီးတော့ဒီရှယ်ကိုထွက်ပေးရမယ်အဲ့တော့ fourth on Spanish stand ဆိုပြီးတော့ဖြစ်သွားမယ်ဒါမှ25ရက်နေ့ဆိုတဲ့ဟာမျိုးဖြစ်တာအဲ့လိုမျိုးမဟုတ်ဒီချက်14ရက်နေ့ကိုပြောချင်တယ်14ဆိုရင်ဂျာမန်လိုကပြောတဲ့အခါမှာဘာနဲ့ပြောရလဲ fear saint နဲ့ပြောရတာအဲ့တော့ fear ကြတော့ဘာကိုပြောရ4ကိုပြောတာ saint ကြတော့ဘာကိုပြောရလဲ30အဲ့တော့ fear saint က14အဲ့တော့14ရက်နေ့လို့ပြောချင်တယ်ဆိုပါဆိုဘာလို့ရတစ်ကနေ19ထိဆိုရင်အနောက်မှာထေးရန်ပေါင်းပေးရဖြစ်တဲ့အတွက် fear saint ရဲ့အနောက်မှာထေးရန်
လေးပေါင်းပြီးတော့ via Satan ဆိုပြီးတော့ပြောလိုက်ရုံပဲဒါဆိုဘာဖြစ်သွားပြီလဲ14ရက်နေ့ဆိုတဲ့ဟာကိုပြောချင်တာအဲ့တော့ဘာမှတ်ထားရမှာလဲဆိုတော့ဂျာမန်မှာဆိုရင်နေ့ရက်တွေကိုရေးတဲ့အခါမှာဆိုရင်နံပါတ်ကအနောက်မှာအဆက်လေးတစ်ဆက်ချရေးဖို့ကလုံးဝမေးလို့မရဘူးအဲ့လိုပဲပါဇက်ကနေပြောတဲ့အခါမှာဆိုရင်လည်းအနောက်မှာ TAN နဲ့ STAN ထည့်ဖို့ကလုံးဝကြံခဲ့လို့မရဘူးပေါ့နော်တစ်ကနေ19အထိဆိုအနောက်မှာ TAN ပေါင်းပေးရမယ်20ကနေစပြီးတော့နောက်ပိုင်းကိုကြတော့ STAN ပေါင်းပေးရမယ်ပေါ့တကြောင်လုံးကိုပြန်ကြည့်မယ်ဆိုရင် Ich bin am 25. November 2002 geboren ဆိုပြီးတော့ဖြစ်သွားမယ်ဒါမှမဟုတ်ဒီညမှာ am နဲ့မပြောချင်ဘူးဆိုရင်လည်း ending နဲ့ပြောချင်တယ်ဆိုရင် Ich bin ending 25. November 2002 geboren ဆိုပြီးတော့ဒီရှယ်ဖြစ်သွားမယ်ပေါ့နော်အဲ့တော့အဲ့နေရာမှာဘယ်အချိန်လဲဆိုပြီးတော့ when လို့မေးချင်တယ်အဲ့ဒါဆိုရင်ဂျာမန်လိုကဘယ်လိုမေးရမလဲဒီမှာ vowel တလုံးပဲပါအောင်အတန်တန်ပဲထွက်ပေးရမှာပေါ့ van လို့ထွက်ပေးရမယ် van van ကကြတော့ဘယ်တော့လဲဆိုရယ် when ဆိုတဲ့ဟာမျိုးပြောချင်တာပဲအဲ့တော့ဒီချက်ကိုပြန်ပြီးတော့ကြည့်မယ်ငါဘယ်နေ့မွေးပါတယ်ပြောချင်တယ် Ich bin am ဒါမှမဟုတ်လဲ Ich bin ending 25. November 2002 geboren ဆိုပြီးတော့ပြောရမယ်ပေါ့နော်ဒီနေရာမှာဒီနောက်ဆုံးက geboren ကအရေးမေးချင်ခဲ့တယ်အဲ့ geboren ကိုတချို့ကလုံးဝမေးချင်ခဲ့လို့မရဘူးပေါ့နော်ဒီ geboren ဆိုရဲစကားလုံးမပါဘူးဆိုရင်ဘာဖြစ်သွားလဲဆိုတော့ငါကဒီရက်ဒီလဒီခုနှစ်ကြီးဖြစ်ပါတယ်ပဲဖြစ်သွားမှာမွေးဖွားရဆိုတဲ့အဓိပ္ပာယ်မဖြစ်ဘူးဒီ geboren ဆိုရဲစကားလုံးလေးပါမှာတချို့တို့ကငါကဒီရက်ဒီလဒီခုနှစ်မှာမွေးဖွားပါတယ်ဆိုတဲ့ဟာမျိုးအဓိပ္ပာယ်ဖြစ်သွားတာပေါ့ဘယ်တော့လဲလို့မေးချင်တယ်ဆိုရင်ကြတော့ van ဆိုတဲ့ဟာလေးနဲ့ဒီချက်တို့မေးပေးလို့ရတယ်ဒုတိယတစ်ခါပြန်ကြည့်မယ် Ich bin ending 25. November 2002 geboren ဆိုပြီးတော့ထွက်ပေးရမယ်ဘယ်တော့လဲဆိုရင် when လို့မေးချင်တယ်ဆိုရင်ဂျာမန်လိုပါ van နဲ့မေးပေးရမယ်လို့မှတ်ထားပေးရမယ်ပေါ့နော်အဲ့တော့ဒီအားကြောင့်တချို့ဂျာမန်လို့ကိုနာမည်ကိုဘယ်လိုမိတ်ဆက်ရမလဲမွေးနေ့ဆိုရင်ရောဘယ်လိုမျိုးပြောရမလဲဆိုတဲ့ဟာပေါ့အဲ့တော့ဒီနေ့တချို့ဒီအပိုင်းခုနှစ်မှာကြတော့စာကြောင်းလေးနှစ်ကြောင်းသင်ခဲ့ရတယ်ကိုနာမည်ကိုမိတ်ဆက်တဲ့ဟာရဲ့ပြီးတော့တချို့ဒီ basic မှာလေ့လာခဲ့တဲ့ရက်တွေလတွေခုနှစ်တွေနဲ့ကိုမွေးနေ့ကိုဘယ်လိုမျိုးပြောရမလဲပေါ့အဲ့တော့ဒီနေ့တချို့သင်ခဲ့တဲ့ဟာအတန်ထွက်ကိုအစားအနေပြန်ကြည့်မယ်ဟာလိုဂူတန်ထmy name is ဆိုပြီးတော့ဒီရှင်အနောက်မှာကိုနာမည်ကိုထည့်ပေးလိုက်ရောပဲပေါ့နော်နောက်တစ်ခုကမွေးနေ့ကိုပြောချင်တဲ့အခါမှာဆိုရင် Ich bin am 25. November 2002 geboren ဆိုပြီးတော့ပြောရမယ်ဂျာမန်မှာနံပါတ်တွေကိုရေးတဲ့အခါမှာဒီနံပါတ်အနောက်မှာအဆက်လေးတစ်ဆက်ချဖို့လုံးဝမေးလို့မရဘူးပါဇက်ကနေပြောတဲ့အခါမှာဆိုရင်လည်းတစ်ကနေ19အထိဆိုရင်အနောက်မှာ TAN လေးပေါင်းပြောပေးရမယ်20ကနေစပြီးတော့အနောက်မှာ STAN ကိုပေါင်းပြောပေးရမယ်ဘယ်တော့လဲဆိုပြီး when လို့မေးချင်တယ်ဆိုရင်ဂျာမန်လိုကဘာနဲ့မေးရမလဲ van ဆိုတဲ့စကားလုံးလေးနဲ့ဒီချေကိုမေးပေးရမယ်ပေါ့နော်အဲ့တော့အခုဒီရှယ်ဒီဂျာမန်စာအခြေခံပညာဒါနမှာအခြေဘာလေးလေ့လာခဲ့လေဂျာမန်လို alphabet တွေကိုဘယ်လိုပြောရလဲဂျာမန်မှာဆိုရင်အဓိကကြားတဲ့အတန်ထွက်တဲ့နေရာမှာအဓိကဖြစ်တဲ့အချက်၃ချက်ပေါ့နော် alphabet တွေဂျာမန်မှာပဲရှိရစကားလုံး၄လုံး dip tone တွေအတန်ထွက်တဲ့အခါမှာဆိုရင်ရောလွယ်လွယ်ကူကူနဲ့ဘယ်လိုမျိုးထွက်ရမလဲဆိုတဲ့အပိုင်းတွေလည်းတွားခဲ့တယ်ဂျာမန်မှာသတိထားရမယ့်အချက်တွေ article တွေပြီးတော့ personal pronouns တွေဖြစ်တဲ့ဒီရှယ်ငါနင်းသူမကိုဘယ်လိုမျိုးပြောတာလဲနေကောင်းလားလို့မေးချင်တယ်ဆိုရင်ရောဘယ်လိုမျိုးမေးရမလဲနေ့တစ်နေ့ရဲ့အချိန်လိုက်ပိုင်းခြားပြီးနှုတ်ဆက်ခြင်းနဲ့ဘယ်လိုနှုတ်ဆက်ရမလဲနံပါတ်တွေမှာလည်းအဲ့လိုမျိုးပဲတစ်ကနေပြီးတော့1000ကျော်အထိကိုကြက်စရာမလိုပဲနဲ့ဘယ်လိုမျိုးလွယ်ကူကူနဲ့ပြောရမလဲတကယ်ကိုပြောခဲ့ကြတယ်အမှအရှင်တကယ်ကြက်ရမှာအလုံး20ကျော်လောက်ပဲကြက်ပေးရတော့မှကျန်တဲ့ဟာလုံးဝကြက်စရာမလိုတော့ကိုဘယ်လိုပြောရမလဲဆိုအမှတ်လိုက်ရပြီပေါ့နော်ပြောကြမယ်လို့မီနစ်နေကြတဲ့အခါမှာဆိုရင်ရောဘယ်လိုမျိုးကြက်ရမလဲဆိုတဲ့ဟာလေးလည်းတကယ်အသေးစိတ်ပြောပြီးခဲ့တယ်ဂျာမန်လူနေ့ရက်တွေလာလေအခုဒီနေ့အပိုင်းခုနှစ်မှာကြာဖာသွားခဲ့တာလေကိုနာမည်ကိုဘယ်လိုမိတ်ဆက်ရမလဲကိုဘယ်နေ့မွေးရဆိုရင်ရောဘယ်လိုမျိုးပြောရမလဲဆိုပြီးတော့တကယ်ကိုပြောခဲ့တယ်
နောက်တစ်ခုကနောက်မှတွေးမယ်မကြခင်တွေးမယ်ပြီးတော့ခါကြတော့မနှက်ဖြန်တွေးမယ်ဆိုရင်ရောဘယ်လိုမျိုးပြောရမလဲဆိုတာလည်းမနေ့ကအပိုင်းမှာပြောခဲ့ကြရပေါ့နော်အဲ့တော့ဒါဆိုရင်ဒီ share လို့ရဲ့ဒီ dream to drive page ကနေပြီးတော့တင်ပေးရကြမယ်စာအခြေခံပညာဌာနကဒီနေ့ဆိုရင်တော့ဒါလုံးဝပြီးသွားပြီပေါ့နော်ဒီအပိုင်းခုနှစ်ပိုင်းလုံးကိုလုံးဝရတယ်ဆိုရင်ဒါလုံးဝဂျာမန်စာမှာအခြေခံ basic ကလုံးဝရသွားပြီဒါပြီးရင် share ဘာလို့ဆက်ပြီးတော့ကိုလေ့လာလို့ရပြီလဲဆိုရင် A11 level ကိုဆက်ပြီးတော့စာလေ့လာလို့ရပြီပေါ့နော် Ja, also tschüss, Dankeschön und don't forget to like and subscribe my channel. See you in the next video. Tschüss.